အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာများဖုန်းပေးရှာနေပြန်တူတူလိုက်ပါတယ်ဒီနေ့တော့ BCLS AED အတန်းလာတက်မဲ့ကလေးတွေကို BCLS AED မှာစောင့်မွေးဖြည့်တဲ့အခါပို့ပြီးလွယ်ကူစေဖို့အတွက်ကျွန်မ AED အသုံးပြုတဲ့ demonstration လေးပြပေးချင်ပါတယ် Okay ဒီနေ့တော့ကျွန်မ AED ကို practical steps တွေပေါ့နော်အဓိကအဖြစ်ဒီ BCLS အတန်းတက်ပြီးတော့စာမွေးဖြည့်မဲ့သူတွေအဆင်ပြေအောင် practical steps တွေကိုဘယ်လို demonstration လုပ်ပြရမလဲဆိုတာလေးကိုပြပြချင်ပါတယ်အဲ့တော့ကိုက AED ကိုတွားယူပြီးရောက်လာပြီးတယောက်ယောက်ကဒီမှာ CPR လုပ်နေတယ်ဆိုပါဆိုပေါ့နော်အဲ့တော့ကိုက AED နဲ့ရောက်လာပြီ AED is here please continue CPRအဲ့တော့ကိုကအဲ့စကားကိုပြောပြရမယ်။ဘာဖြစ်လို့လဲဆိုတော့ AED ရောက်လာပြီးဆိုပြီးတော့ CPR ရက်လိုက်လို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကို့မှာပြင်ဆင်ရမယ့်အပိုင်းတွေရှိတယ်။အဲ့တော့သူ့ကို CPR ဆက်လုပ်ခိုင်းတာမယ်။ AED ကိုအသုံးမပြုခင်မှာ check လုပ်ရမယ့် danger 3ခုရှိပါတယ်။အဲ့ဒါကတော့ water, metal, gas ပါ။အဲ့ဒီအရာတွေရှိနေလို့ရှိရင် AED အသုံးပြုလို့မရပါဘူး။ဒါကကိုက samuel စစ်တဲ့သူကိုပြောရမှာပါ။ water, metal, gas ကို check အရင်လုပ်မယ်ဆိုပြီးပြောရပါမယ်။ပြီးရင်တော့ AED ကိုဖွင့်လိုက်ပါမယ်ဒါကတော့ training အတွက်သုံးတဲ့ AED ပါတကယ် AED အစစ်မဟုတ်ပါဘူး AED ကိုဖွင့်လိုက်မယ်ပြီးရင်အထဲမှာ chest preparation kit လို့ခေါ်တဲ့ဒါလေးကိုတွေ့ပါမယ်ပထမဦးဆုံးဖွင့်ပြီးရမယ် AED ကို power အရင် on လိုက်မယ် Remove pads from package and apply to patient's bare chest Okay AED ကို power on လိုက်ပြီဆိုတာနဲ့ AED က prompt လေးတွေပေးပါလိမ့်မယ် Apply pads to patient's bare chest Plug AED in က pads ပြောတယ် connector next to flashing light AED ကပြောတဲ့ prompt အတိုင်းကိုကစနစ်တကျလိုက်နာရုံပါပဲ AED က Apply pads Plug in connector AED ကပြောတဲ့စကားသံကိုနားထောင်တတ်အောင်နားရင်အောင်လေ့ကျင့်ပါဒါကတော့ AED bag ပထမဦးဆုံးဒီထဲမှာပါတဲ့ပစ္စည်းတွေကိုရှင်းပြပါမယ် Apply pads Insert connector firmly glove scissor shaver cloth glove ကိုဝတ်လိုက်မယ်เนาะကိုက glove ကိုဝတ်မယ်ဆိုပြီးပြောမယ် glove ပြီးတာနဲ့ scissor ကတ်ကြီးတာဘာလို့ဖို့လဲဆိုလို့ရှိရင်အင်ဂျီကိုညှပ်ဖို့ပါဒါကကိုက examiner ကိုပေါ့နော်စာမဝဲစစ်နေတဲ့သူကို demonstrate လုပ်ပြရမှာပေါ့နော်ပြီးလို့ရှိရင် chest hair ရှိနေလို့ရှိရင်ကိုက shave လုပ်ပေးရမယ် chest hair ကအကုန်လုံး shave လုပ်စရာမလိုဘူး AED ပတ်เนาะဒီပတ်နှစ်ခုကတ်မဲ့ဒီနေရာရယ်ဒီနေရာရယ်เนาะညာဘက်ဒီရင်ဘတ်အပေါ်နားရယ်ဘယ်ဘက်ဒီရင်ဘတ်အောက်နားရယ်ပေါ့เนาะအဲ့ဒီနှစ်နေရာမှာကတ်မယ်အဲ့တော့အဲ့ဒီနှစ်နေရာမှာရှိနေတဲ့ chest hair တွေကို shave လုပ်မယ်ပြီးလို့ရှိရင်တေချာတုပ်မယ်အဲ့တော့ AED apply မလုပ်ခင်မှာစစ်ဆေးရမယ့်အရာ၅ခုရှိတယ်ပထမတစ်ခုကသူ့ရဲ့ any jewelry ဆွဲကြိုးတွေပါတယ်ရှိလားကိုကစစ်မယ်အခုကျမပြောတဲ့စကားအတိုင်းကို examiner ကိုကပြောပြရမယ်နော် check for any jewelry if have any jewelry move aside ဘေးကိုဖယ်မယ်ပေါ့နော် okay နောက်တစ်ခုကကြတော့ဒီခုနကပြောခဲ့တဲ့ chest เนาะဒီ AED patch ကတ်မဲ့နေရာနှစ်ခုမှာဒီနေရာမှာ pacemaker နှလုံးဆက်ရှိလားမရှိလားဆိုတာကိုအရင်စစ်ဆေးရတယ်။ကိုကတ်မဲ့နေရာမှာ pacemaker ရှိမရှိကို examiner ကိုစစ်ပြရပါတယ်။အဲ့တော့ဒီနေရာမှာ pacemaker ရှိလားစစ်မယ်။တကယ်လို့ pacemaker ရှိရဆိုလို့ရှိရင်4 fingers away เนาะ pacemaker ကနေပြီးတော့4 fingers away မှာ AED patch ကို apply လုပ်မယ်ဆိုပြီးတော့ကိုကပြောရပါမယ်။ပြီးရင်နောက်တစ်ခုကကြတော့ medicated plaster တွေပေါ့နော် plaster safe plaster တွေပါတယ်ကတ်ထားတယ်ဆိုလို့ရှိရင် AED patch ကတ်မဲ့နေရာမှာ safe plaster ရှိနေတယ်ဆိုလို့ရှိရင် safe plaster တွေကိုခွာပါမယ် AED patch ကတ်မဲ့နေရာမဟုတ်ဘူးဆိုလို့ရှိရင်မခွာပါဘူးပြီးလို့ရှိရင်နောက်တစ်ခုကsweat ပေါ့နော် sweat ကတကယ်လို့ချွေးတွေပါရှိနေရဆိုလို့ရှိရင်ဒီပါတဲ့အဝတ်နဲ့တတိချာချာလေး6အောင်တုံမယ်ပေါ့နော်ဒါကတော့ကိုစစ်ဆေးရမယ်အရာ၅ခုပါပထမဦးဆုံးက any jewelry ကို move aside လုပ်မယ်နောက်တစ်ခုက pacemaker ရှိလားကြည့်မယ် pacemaker ရှိလို့ရှိရင်4 fingers away မှာ AED ပတ်ကိုကတ်မယ်လို့ပြောရမယ်နောက်တစ်ခုကကြတော့ medicated patch ပေါ့နော် medicated patch တွေရှိနေလို့ရှိရင်ကိုက AED ပတ်ကတ်မဲ့နေရာမှာရှိနေမယ်ဆိုရင်ခွာရမယ်ပြီးလို့ရှိရင်နောက်တစ်ခုက chest hair
thick chest hair ပေါ့နော်တကယ် chest hair ထူတဲ့ရင်ဘတ်အမွှေးထူတဲ့သူတွေဆိုလို့ရှိရင်ကိုက shaver အသုံးပြုပြီးတော့ chest hair ကို shave လုပ်မယ်လို့ပြောရမယ်ပြီးရင်နောက်တစ်ခုက swat ပေါ့နော်ချွေးတွေပါကြီးထွက်နေရဆိုလို့ရှိရင်အဝတ်အသုံးပြုပြီးတော့ dry လုပ်မယ်လို့ပြောရပါမယ် Okay ဒီမှာပုံထဲမှာမြင်ရတဲ့အတိုင်းပေါ့နော် AED ပတ်မှာ direction ပါပါတယ်အဲ့တော့ကိုကသူပြထားတဲ့အတိုင်း direction အတိုင်းကတ်ပေးလိုက်ရုံပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါညာဘက်ရင်ဘတ်အပေါ်နားပေါ့နော် patch ကိုခွာလိုက်မယ်ပြီးလို့ရှိရင်ဒီရင်ဘတ်အပေါ်နားမှာတစ်ခုကတ်လိုက်မယ်နော်နောက်တစ်ခုလည်းဒီမှာပုံပြထားတယ်ဒီဘဲဘက်ရင်ဘတ်အောက်နားပေါ့နော်ကိုက patch ကိုခွာလိုက်မယ်ပြီးရင်ဘဲဘက်ရင်ဘတ်အောက်နားမှာကတ်လိုက်မယ် Okay ပြီးလို့ရှိရင်ကိုကဒီမှာ connector ပေါ့နော် plug လေးပါတယ်အဲ့ဒီ plug ကိုဒီ AED မှာလာထိုးလိုက်မယ် AED ကလည်းအဲ့ဒါကို prompt ပြောပေးပါတယ် Next to flashing light. Do not touch the patient. Stand clear. Analyzing heart rhythm. Do not touch the patient. Analyzing heart rhythm. Stand clear. Shock advised. Charging. Stay clear of the patient. Stay clear. Deliver shock now. Stand Press clear. the orange button now. Shock delivered. It is safe to touch the patient. Start CPR. Start CPR. Okay ဒီနေရာမှာခုနကကျွန်တော်တို့ကြားလိုက်တဲ့do not touch the patient ဆိုတဲ့စကားလုံး AED က prompt လုပ်လို့ရှိရင်ကိုကနေပြီးတော့လူအားလုံးကို stand clear ဆိုပြီးတော့လက်ကလည်းတခါတည်းလူနာပုံမှာဘယ်သူမှမထိနေမရှိနေအောင်တခါတည်းကိုကဖယ်ထုတ်ပြီးတော့ stand clear လို့လည်းခက်ကြစ်ကြဲអော်ပေးရမယ်။ဘာဖြစ်လို့လဲဆိုတော့ training မှာကြတော့ training အခန်းကတိတ်ဆိတ်နေတော့AED ကပြောတဲ့အတန်ကိုကောင်းကောင်းကြားရတယ်။အပြင်မှာလူအုပ်တွေနဲ့ကားတန်တွေနဲ့အပြင်ကလေတန်တွေနဲ့စူညံနေလို့ရှိရင် AED ကပြောတဲ့ prompt တန်ကိုတခြားလူတွေကကြားကြမှာကြားမယ်။အဲ့တော့ကိုကနေပြီးတော့ဘယ်သူမှထိမနေတာသိကြအောင် stand clear လို့ကြဲကြဲអော်ပြီးလက်ကလည်းလူနာပေါ်မှာဘယ်သူမှရှိမနေအောင်ဖယ်ထုတ်ပေးရမယ်။ဒီစကားလုံးလေးကိုလေ့ကျင့်ပါ stand clear ပြီးလို့ရှိရင် AED ကနေပြီးတော့ charge လုပ်ပြီးတော့ shock လုပ်မယ်ပေါ့နော်အဲ့တော့ AED ရဲ့ function ကသူက heart ရဲ့ rhythm ကိုစစ်ဆေးမယ်စစ်ဆေးပြီးတော့ shock ပေးဖို့လိုအပ်တယ်ဆိုလို့ရှိရင်သူက shock advice ဆိုပြီးတော့ပြောလိုက်မယ်အဲ့တော့ shock advice ဆိုပြီးတော့ပြောတဲ့အချိန်မှာသူက charging เนาะလူနာကိုဘယ်သူမှမထိနဲ့တော့ do not touch the patient ဆိုပြီးတော့သူကထပ်ပြီး prompt ပေးလိုက်မယ်အဲ့ခါကြားလို့ရှိရင် shock ပေးတော့မယ်ဆိုလို့ရှိရင်ဒီလိမ်မော်ရောင် button လေးကပေါ့နော်မိတ်တုံလင်းလာလိုက်မယ်လင်းလာလို့ရှိရင်ကိုကပထမဦးဆုံးဒီခလုတ်ကိုမနှိပ်သေးဘူးကိုယ့်ရဲ့အနီးဆုံးလက်နဲ့ဒီလိုကြော်ပြီးမနှိပ်ဘူးเนาะဒီဘက်လက်နဲ့ဒီခလုတ်ပေါ်ကိုအရင်တင်ထားမယ်ပြီးရင်နောက်ဆုံးတစ်ချိန်လူနာနားမှာဘယ်သူမှရှိမနေအောင်ဘယ်သူမှလူနာကိုထိနေတာမရှိအောင်တေချာအောင်ပေါ့နော်လက်အရင်တင်ပြီးတော့ stand clear လို့တစ်ချိန်ထပ်အောင်မယ်ပြီးတော့မှ shock ခလုတ်ကိုနှိပ်ချလိုက်မယ်အဲ့ခါကြာလို့ရှိရင်เนาะ AED ကလူနာကို shock deliver လုပ်လိုက်မယ်ပြီးတာနဲ့ AED ကနေပြီးတော့ shock deliver လုပ်ပြီးပြီit is safe to touch the patient now ပေါ့နော်လူနာကိုအခုကင်လို့ရပါပြီ start CPR ဆိုပြီးတော့ អော်လိုက်မယ်အဲ့ခါကျလို့ရှိရင်လည်းကိုက CPR လုပ်နေတဲ့သူကို start CPR ဆိုပြီးတော့ညွှန်ကြားပေးရမယ်သူက CPR ပြန်လုပ်လိုက်မယ်ပေါ့နော်တကယ်လို့ကိုက take turn လုပ်ချင်တယ်သူပင်မနေပြီးကိုက CPR လုပ်ကူချင်တယ်ဆိုလို့ရှိရင်လည်းကို CPR ကူပေးလို့ရတယ်တကယ်လို့ကိုကတယောက်တည်း response လုပ်တာဆိုလို့ရှိရင်လည်းကို AED ကိုယူဖို့မှီခဲ့တယ်ဆိုလို့ရှိရင်ပေါ့လေ CPR ရော AED ရောကိုတယောက်တည်းလုပ်ရတာလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုကလူနာကို response လုပ်နေရင်လည်း SCDF ပေါ့နော်ဒါစင်ကာပူရဲ့ ambulance ရောက်လာပြီပေါ့ ambulance ရောက်လာပြီဆိုလို့ရှိရင် ambulance မှာရှိရဲပါလာတဲ့paramedic ကနေပြီးတော့ကိုမေးလိုက်မယ်ဘာတွေဖြစ်ခဲ့တာလဲပေါ့နော်အဲ့တော့ CPR လုပ်တဲ့သူကအရင် patient ကို response လုပ်တာဆိုလို့ရှိရင် CPR လုပ်တဲ့သူကသူဘာလုပ်ခဲ့လဲဘယ်လောက်ကြာပြီလဲဆိုတာကိုသူပြောပြရမယ်ပြီးရင် AED ပေါ့နော်ကိုက AED ယူလာရဲဆိုလို့ရှိရင်လည်း AED ငါယူလာခဲ့တယ် shock ဘယ်နှခါပေးတယ်ပေါ့ကိုက paramedic ကိုပြောပြရမယ်ပြီးလို့ရှိရင် paramedic ကိုတခါတည်း take over ပေးလိုက်မယ်ပေါ့နော်ပြီးတော့ဒီ AED ကိုပေါ့နော်ဒီ AED တွေက HTP တိုက်အောက်ကရလာတဲ့ AED တွေယူလာတဲ့ AED မှန်ခွဲပြီးတော့ထုတ်ပြီးယူလာတဲ့ AED တွေဆိုလို့ရှိရင်စင်ကာပူမှာကဒီ HTP ရဲ့ AED တွေအကုန်လုံးက SCDF အောက်ကဖြစ်တဲ့အတွက်ကိုကရောက်လာတဲ့ ambulance က paramedic ကို AED တခါတည်းအပ်လိုက်လို့ရတယ်သူတို့ဘာသူတို့ပြန်ပြီးတော့အသက်နဲ့လဲလိမ့်မယ်ပေါ့နော်တ
တကယ်လို့ကိုကမဟုတ်ဘူးကိုရဲ့ company ဒါမှမဟုတ်လို့ရှိရင် nursing home ဆိုလဲ nursing home shopping mall ဆိုလဲ shopping mall ကယူလာခဲ့တယ်ဆိုလို့ရှိရင်เนาะသက်ဆိုင်ရာmanager တွေကိုပြန်အပ်ပြီးတော့သူတို့ကိုပြန်ပြီးတော့လဲဖို့အတွက်ပေါ့เนาะ replace and replenish လုပ်ဖို့အတွက်ကိုကသတိပေးရမယ်လူနာကambulance က paramedic ကိုက hand over လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ patch ကိုမဖြုတ်ပါဘူးမဖြုတ်ဘဲနဲ့ဒီwire ကိုလူနာရဲ့ဒီ chest ပေါ်တင်ပေးပြီးတော့လူနာကိုတခါတည်း hand over လုပ်မယ်ပေါ့နော်တချို့ကလည်းဒီ AED ကိုဖြုတ်เสียမလို့ပေါ့နော်တခါတည်းဒီတက်ပြီးတော့ပေးလိုက်ပေါ့နော်အပ်လိုက်ပေါ့နော်အဲ့လိုလဲပြောတယ်ဒါမှမဟုတ်လို့ရှိရင်လဲတချို့ကြတော့လေဒီ shopping mall တို့ဘာတို့ကိုပြန်အပ်ရမှာဖြစ်တဲ့အတွက် plug ဖြုတ်ပြီးတော့မှဒီဟာကိုပြန်အသက်လဲဖို့ဒီသက်ဆိုင်ရာ manager တွေကိုပြန်ပြောလို့လည်းပြောတယ်ပေါ့နော်အဲ့တော့တစ်ခါလေကြားလို့ရှိရင်လည်းဒီ ambulance က paramedic ကသူတို့ပဲဒီ manager နဲ့ဆက်သွယ်ပြီးတော့ပြန်ပြီးဖြည့်ခိုင်းလိုက်ပါမယ်ဆိုပြီးတော့ပြောတတ်တယ်အဲ့လိုဆိုလို့ရှိရင်တော့ကိုက ambulance က paramedic ကိုတခါတည်းအကုန်အပ်ပေးခဲ့လို့ရပြီပေါ့နော်ဒါကတော့ it depends on the situation ပေါ့အဲ့ဒီတော့ဒီဟာတွေကိုဘလို့သိမ်းလဲဆိုပြီးတော့ examiner ကမေးတတ်တယ်အဲ့ဒီတော့ကိုသုံးခဲ့တဲ့ပစ္စည်းတွေအကုန်လုံးကိုကတ်ကြီးကလွဲလို့အကုန်လုံးကိုလွှတ်ပစ်မယ်ပေါ့နော်။ဘာလို့ဆိုတော့ဒါကြီးက disposable တွေဖြစ်တဲ့အတွက်တခါတည်းသုံးပြီးတာနဲ့လွှတ်ပစ်မယ်လို့ပြောမယ်။ဒီကတ်ကြီးကိုတော့ disinfect လုပ်ပြီးတော့ပြန်ပြီးတော့ဒီအိတ်ထဲမှာပြန်ထည့်မယ်ဆိုပြီးတော့ပြောမယ်ပေါ့နော်။ဒါကတော့ exam ဖြေမဲ့သူတွေ BCLS ဖြေမဲ့သူတွေအတွက် step by step ပြောပြပေးရပါ။ AED is here, continue CPR. And then I will check the 3 danger water, metal, gas. Remove pads from package and apply to patient's bare chest. I'll put on the glove. I'll cut and remove the Apply clothes. pads to patient's bare chest. I'll check the patient, any jewelry, move aside, and then check Apply hair, pads. I will shave, Plug in and then connector. any medicated plaster, I will remove, and check for the pacemaker. If there is pacemaker, I will put the patch 4 fingers away, and then I will Apply check for pads. the sweat, Plug in and then connector. dry. So. Apply pads. Insert connector firmly. Do not touch the patient. Stand clear. Analyzing heart rhythm. Do not touch the patient. Stand Analyzing clear. heart rhythm. Shock advised. Charging. Stay clear of the patient. Deliver shock now. Stand clear. Press the orange button now. Shock delivered. It is safe to touch the patient. Start CPR. Start CPR. And then if I find any signs of life of the movement, I will check the pulse and breathing. Then if there is pulse and breathing, I will continue to monitor the patient before the ambulance arrive and check for any other injuries. And when the ambulance arrive, I will explain what I have done and for CPR and then the AED, how many shots I have delivered. I will pass the information to the paramedic. And I will unplug and put on the chest and hand over to the ambulance. If the AED belongs to HDB block, I will pass it to ambulance officer, the paramedic. If I take it from a shopping mall or the organization, I will return back to the organization and remind them to replace and replenish. So everything I have used, all the disposable item, I will put in one bag and discard, throw it away, except the scissor. The scissor I will disinfect and keep it back.
အဲ့တော့ PCLS လာတက်ပြီးတော့စာမွေးဖြစ်မဲ့ကလေးတွေကိုကျွန်မအကြံပေးချင်တာကတော့ခုနက demonstration မှာပြသွားတယ်တစ်ချက်ပြီးတစ်ချက်ပေါ့နော်အဆင့်တိုင်းကိုခြာရေးပါပြီးလို့ရှိရင်ခေါင်းထဲမှာအရင်ပေါ့နော်လက်တွေ့မလုပ်ခင်ပါဘာပြီးဘာလာမလဲဆိုတာကို memorize အရင်လုပ်ပါမှတ်မိအောင်အရင်လုပ်ပါပြီးတော့မှ practical နဲ့ပေါင်းပြီးတော့တည်တည်ချာချာလေးလေ့ကျင့်လိုက်လို့ရှိရင်ပိုပြီးအဆင်ပြေသွားပါလိမ့်မယ်ပြီးတော့ဒီလိုမျိုး cardiac arrest case တွေကလေကိုကအများကြီး response လုံးမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့သိမိတာတွေကလေမေ့သွားနိုင်တယ်ပေါ့နော်အဲ့ဒီတော့အမြဲတမ်းစာပြန်ဖတ်ပါလို့ပြောချင်ပါတယ်တခုခုလေ့ကျင့်ဖို့လိုတယ်ဆိုလို့ရှိရင်လည်းဗီဒီယိုလေးကိုပြန်ကြည့်ပါမေးကြရှိလို့ရှိရင်လည်းကျွန်မရဲ့ page မှာလာပြီးတော့မေးနိုင်ပါတယ်ရှင်အချိန်မွေးလာမေးနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်